အခု stay လိုက်ရန်ကုန်ပြပွဲပေါ့ဒီပြပွဲကပထမရွေထားတာတော့ကျွန်တော်တို့ Beer Club ဆိုပြီးတော့ဒီ Beer Club တွေကြီးပဲတီးတန့်ပြမလို့ပဲဒါပေမဲ့အကနေပြီးတော့ကျွန်တော်စဉ်းစားဖြစ်တာကျွန်တော်ရန်ကုန်မှာနေထိုင်ခဲ့တဲ့ဖြတ်တန်းခဲ့တဲ့ဒီကာလာထဲမှာကိုရေးဖြစ်ခဲ့တဲ့အရာတွေကိုဖြတ်တန်းခဲ့တဲ့အရာတွေကိုပြန်ပြီးတော့မှတ်တရပေါ့အဲ့လိုမျိုးပေါ့ပြန်ပြီးတော့ပြမယ်ပေါ့ဆိုတော့ကျွန်တော်မှာ series တွေကတော့ရေးခဲ့တာတွေကတော့များတယ်အဲ့ထက်ကရန်ကုန်နဲ့ပတ်သက်တဲ့ series ပေါ့bus car တွေနောက်ပြီးတော့ကြီးကန်းတွေ outsider တွေBeer Club တွေပေါ့အဲ့ဒါတွေအကုန်လုံးကိုပေါအောင်ဆိုပြီးတော့ကျွန်တော်စဉ်းစားပြီးတော့လှုပ်ဖြစ်သွားတယ်ပေါ့ပထမတော့ stay ရန်ကုန်ပေါ့ကျွန်တော်ကရန်ကုန်သားမဟုတ်ဘူးရခိုင်ကနေပြီးတော့ပြောင်းရွှေ့လာတဲ့ပြောင်းရွှေ့ပြီးတော့ရန်ကုန်မှာအမှုပညာလုပ်တဲ့အရင်တော့ကတော့လူငယ်ဘဝကလေးကနေပြီးတော့ဒီမှာဖြတ်တန်းရတာပေါ့ဆိုတော့ဒီရန်ကုန်မှာနေရာနေပြီးပြောင်းရွှေ့နေထိုင်ရတဲ့အမှုပညာသမားတယောက်ရဲ့ဘဝကဘယ်လိုလဲပေါ့နောက်တစ်ခုကကိုယ့်လိုပဲအမှုပညာသမားမဟုတ်ပေမဲ့ရန်ကုန်မှာပဲရန်ကုန်ကိုပြောင်းရွှေ့နေထိုင်လာတဲ့လူတွေရဲ့ရှင်သန်မှုရောဘယ်လိုလဲပေါ့ဘတ်စကားစီးသူများအမှန်တော့ကျွန်တော်တို့နယ်မှာဘတ်စကားမရှိဘူးကျွန်တော်ကဘတ်စကားစစီးတဲ့အချိန်မှာစပြီးတော့ကျွန်တော်အတွက်တော့အခက်အခဲတစ်ခုလို့ကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ပေါ့လေဒါကလည်းကျွန်တော်ရဲ့ရုန်းကန်မှုတစ်ခုပေါ့အဲ့လိုစပယ်ယာတွေရဲ့အော်ငေါက်တဲ့အတန်တွေကစကျွန်တော်မခံရနိုင်ဖြစ်ခဲ့ဘူးလေပေါ့ဒါပေမဲ့ဒါတွေကပဲတဖြည်းဖြည်းနဲ့ရန်ကုန်မှာနေထိုင်မှုအတွက်နေသားကြဖို့ထောက်ပံ့ပေးတယ်လို့ပဲဖြစ်လာတာပေါ့လေအဲ့လိုပဲရန်ကုန်ရဲ့ပြောင်းရွှေ့နေထိုင်ရမှုတွေပေါ့ကျွန်တော်တို့ကအိမ်ပိုင်ရပိုင်မရှိဘူးနေထိုင်ရတဲ့နေရာတွေကတနေရာနဲ့တနေရာတစ်မြို့နယ်နဲ့တစ်မြို့နယ်ပြောင်းရွှေ့ကူးတန်းပြီးတော့နေထိုင်ရတဲ့အခြေအနေတွေနဲ့ဖြတ်တန်းရတဲ့အခါမှာဘယ်လိုပြောမလဲဆိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေတချို့ဟာတွေပိုင်ဆိုင်မှုဆိုတာဒီလိုပါစာအုပ်တွေပကြီးကားတွေအစရှိသဖြင့်ပေါ့ဒီနေရာရွှေ့ပြောင်းမှုနဲ့ပတ်သက်ပြီးတော့အမှားတွေကိုမရွှေ့ပြောင်းနိုင်တာတွေထားခဲ့ရတာတွေပြီးတော့ပြန်မျှခဲ့ရတာတွေအများကြီးရှိရပါဆိုတော့ရန်ကုန်မှာနေထိုင်တဲ့အမှုပညာသမားတယောက်အတွက်ဘာတွေကသူ့ကိုအမှုပညာဖန်တီးဖို့အတွက်တွန်းအားဖြစ်စေတယ်လဲဆိုတော့ဒီနေထိုင်မှုဘဝကပဲတွန်းအားပြန်ဖြစ်စေတယ်ပေါ့လေအဲ့အပေါ်မှာပဲကျွန်တော်ကကိုစိတ်ဝင်စားတဲ့ကိုရင်ဆိုင်ရတဲ့အခြေအနေတွေကိုပြန်ပြီးတော့ရေးဖြစ်တယ်ပေါ့အဲ့တော့ပြီးတော့ကျွန်တော်တငယ်ချင်းတွေပေါင်းတင်နေတဲ့ဖြတ်တန်းသွားလာနေထိုင်တယ်ပြီးရင်ကျွန်တော်ကအရင်တော့ဘီယာရဲမတောက်နောက်ပိုင်းဘီယာရဲတောက်တဲ့ခါကျတော့ဒီဘီယာ club တွေရေးဖြစ်တယ်စကတ်တွေရေးဖြစ်တာပေါ့အမှန်တော့ဒီစကတ်တွေပုံချမ်းတွေရေးဖြစ်တာကနေပကြီးကားရေးဖို့ဖြစ်လာတာပေါ့ပုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်ဖြတ်တန်းရတဲ့အခြေအနေတွေကိုမှတ်တမ်းသဘောလေးဖြစ်တယ်လို့ကျွန်တော်ရဲ့ခံစားမှုတွေကိုပြန်ပြီးတော့ဖော်ထုတ်တဲ့ပွဲပေါ့ဖော်ထုတ်တဲ့ပကြီးကားတွေကိုတင်ဆက်ထားတာပေါ့လေဆိုတော့ပကြီးဆရာကိုထွန်းကပြောသွားတယ်လို့ပဲဒီကားတွေကိုကြည့်တဲ့အခါမှာတဖြည်းဖြည်းနဲ့ကျွန်တော်ကတခုလို့ရုပ်ရှင်ဇာတ်ကားတစ်ခုလို့ဇက်ကွက်တစ်ခွက်ချင်းစီကိုပုံဖော်ထားသလိုပါပဲဒါပေမဲ့အဲ့ဒါတွေရွယ်ပြီးတော့ပုံဖော်ပြီးရေးခဲ့တာလားဆိုတော့မဟုတ်ဘူးကျွန်တော်ရေးခဲ့တဲ့ဟာကိုပြန်ပြီးတော့တင်ဆက်လိုက်တဲ့ခါကျတော့ဒီရန်ကုန်မှာကျွန်တော်ရှင်းသန်နေထိုင်ခဲ့တဲ့ဒီပကြီးသမားတယောက်ရဲ့ဘဝပေါ့အဲ့လိုပဲကျွန်တော်နဲ့ဒန်းတူရီလူဖြတ်တန်းနေတဲ့ပကြီးဆရာတွေနောက်ထပ်ပကြီးဆရာမဟုတ်တဲ့အခြားသောလူပြန်သမားတွေအတွက်လည်းဒီတိုင်းပါပဲနောက်လူပြန်သမားမဟုတ်တဲ့တာမန်နေထိုင်သူတွေမှာလည်းကျွန်တော်နဲ့အတူတူကျွန်တော်လိုပုံစံမျိုးပဲရှင်းသန်နေထိုင်ရတဲ့လူတွေအတွက်ကိုရေးဖြစ်တယ်လို့ဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော်ရဲ့ခံစားမှုပါပဲကျွန်တော်မြင်တဲ့ပတ်ဝန်းကျင်ပါပဲတို့ပေမဲ့ကျွန်တော်ဖြတ်တန်းတယ်လို့ဖြတ်တန်းနေထိုင်တဲ့ဒီအခုရန်ကုန်ဆိုတဲ့ဟာကြီးပေါ့ရန်ကုန်ကရောရှင်သန်ဖို့ဘယ်လိုစူးစမ်းနေလဲကျွန်တော်တို့ရန်ကုန်မှာနေထိုင်တဲ့လူတွေရောဘယ်လိုရှင်သန်ဖို့စူးစမ်းနေရတယ်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့ပေါ်ထုတ်တယ်လို့ပဲပြောလို့ရပါတယ်ဆိုတော့ stay လိုက်ရန်ကုန်ဆိုတာရန်ကုန်ဟာအရှင်လက်ရှင်သန်နေတယ်သို့မဟုတ်ရန်ကုန်ဟာအရှင်လက်ဘယ်လိုရှင်သန်ဖို့စူးစမ်းနေရလဲနောက်တစ်ခုကရန်ကုန်ထဲမှာနေထိုင်တဲ့ကျွန်တော်တို့တွေရောဘယ်လိုရှင်သန်ဖို့စူးစမ်းနေရတယ်လဲဘယ်လိုအရှင်လက်ရှင်သန်နေကြတယ်လဲဆိုတဲ့ဟာကိုကျွန်တော်ကပြောချင်တာပါပဲ
ဆုံးပြောရတော့ဒီပြပွဲကိုလာတဲ့တကယ်ချင်းတွေလည်းဒီဒီကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့အကြောင်းအရာတွေကိုတစုံတရာပေါ့ခံစားရတယ်ဆိုရင်ကျွန်တော်ကကျင့်တတ်ပါတယ်ရန်ကုန်ကခက်ကြက်ပါပဲကြက်ထဲမှာကျွန်တော်နေထိုင်ရှင်သန်ခဲ့ရတဲ့ဘဝတွေပေါ့ဆိုတော့stay လိုက်ရန်ကုန်ပေါ့ဗျာဒီလောက်ပါ